တင်းကြံပိတ်ရက်မှာကလေးတွေပျော်လဲပျော်ဘိုးထူထားလဲရအောင် simple English လေးတွေနဲ့ဘယ်လိုမိတ်ဆက်ပေးမလဲဆိုတာကြည့်လိုက်ရအောင်ပထမဆုံးတင်းကြံဆိုတာရေဆောက်ရတာအရန်ပျော်ဖို့ကောင်းတယ်ဟုတ် We splash water on each other နောက်တစ်ခါပြန်ပြောပြမယ်နော် We splash water on each other အဓိပ္ပာယ်ကတို့တွေတယောက်ကိုတယောက်ရေပက်ကြမယ်လို့အဓိပ္ပာယ်ရပါတယ်ရေပက်တာဟာအခုလိုအရန်ပူတဲ့အချိန်မှာအေးမြစေဖို့တင်မကပဲနှစ်ဟောင်းကမကောင်းတာတွေကိုစေးကြောပစ်တာလို့လည်းအဓိပ္ပာယ်ရတယ်လေ Scoop the water with your bowl နောက်တစ်ခါပြန်ပြောပြမယ် Scoop the water with your bowl အဓိပ္ပာယ်ကတမီမီတို့ရေခွက်လေးနဲ့ရေခက်လိုက်ပါအောင်လို့အဓိပ္ပာယ်ရတာပေါ့တင်းကြံဆိုတာမုံလုံးရေပေါ်လှုပ်ရှားကြတာကိုလည်းမမေ့နဲ့နော်ဒါကဝေမျှခြင်းဆိုတဲ့စိတ်ဓာတ်လေးကိုသင်ပေးတာပါ Let's make မုံလုံးရေပေါ် together It's a sweet rice ball နောက်တစ်ခါပြန်ပြောပြမယ် Let's make မုံလုံးရေပေါ် together It's a sweet rice ball အဓိပ္ပာယ်ကမုံလုံးရေပေါ်အတူတူလုပ်ရအောင်ချိုတဲ့ဆန်လုံးလေးတွေပေါ်လို့အဓိပ္ပာယ်ရပါတယ်တင်းကြံမှာအသာစားစရာနဲ့မုံလုံးရေပေါ်ဝေမျှတဲ့အလေးအထားလေးကအလွန်ချစ်စရာကောင်းပါတယ် Look they float up နောက်တစ်ခါပြန်ပြောပြမယ် Look they float up အဓိပ္ပာယ်ကကြည့်ပါဦးမုံလုံးလေးတွေရေပေါ်ကိုပေါ်လာပြီလို့အဓိပ္ပာယ်ရပါတယ်မုံလေးတွေကျက်သွားရင်ရေပေါ်ကိုတက်လာတာအရန်ချစ်စရာကောင်းတယ်နော်ကဲနောက်ဆုံးအနေနဲ့တင်းကြံမှာအချင်းချင်းချစ်ချစ်ခင်ခင်နှုတ်ဆက်ဖို့စကားလုံးလေးတွေလေ့လာရအောင် Happy တင်းကြံနောက်တစ်ခါပြန်ပြောပြမယ် Happy တင်းကြံအဓိပ္ပာယ်ကပျော်ရွှင်စရာကောင်းတဲ့တင်းကြံဖြစ်ပါစေလို့အဓိပ္ပာယ်ရပါတယ်လူတိုင်းကိုပြုံးပြုံးလေးနဲ့နှုတ်ဆက်လိုက်ရအောင်နော် Stay cool and be safe နောက်တစ်ခါပြန်ပြောပြမယ် Stay cool and be safe အဓိပ္ပာယ်ကအေးအေးလူလူနဲ့ဘေးကင်းအောင်စော့ကြမယ်နော်လို့အဓိပ္ပာယ်ရပါတယ်ရေစောတဲ့အခါမှာကျန်းမာရေးလည်းဂရုစိုက်ရမယ်လေအခုနကစာကြောင်းလေးတွေထဲမှာပါတဲ့စကားလုံးလေးတွေကိုတစ်လုံးချင်းစီမှတ်မိအောင်အတူလိုက်ဆိုကြည့်ရအောင်နော် Splash နောက်တစ်ခါပြန်ပြောပြမယ် Splash အဓိပ္ပာယ်ကရေပတ်သည်လို့အဓိပ္ပာယ်ရပါတယ် Scoop နောက်တစ်ခါပြန်ပြောပြမယ် Scoop အဓိပ္ပာယ်ကရေခတ်သည်ခက်ယူသည်လို့အဓိပ္ပာယ်ရပါတယ်ရေကွက်လေးနဲ့ရေကိုခက်ယူတာကို Scoop လို့ခေါ်တာပေါ့ Bloom နောက်တစ်ခါပြန်ပြောပြမယ် Bloom အဓိပ္ပာယ်ကပန်းပွင့်သည်လို့အဓိပ္ပာယ်ရပါတယ်။တင်းကြမှာပတောက်ပန်းလေးတွေဝါထင်အောင်ပွင့်တာကို bloom ဖြစ်တယ်လို့ပြောတာပါရှိ။ပတောက်ပန်းကြတော့ပတောက် flower ပါပဲ။ Wash away နောက်တစ်ခါပြန်ပြောပြမယ်။ Wash away အဓိပ္ပာယ်ကဆေးကြောတန့်စင်ပစ်သည်လို့အဓိပ္ပာယ်ရပါတယ်။နှင်းဟောင်းကအညစ်အကြေးတွေကိုရေနဲ့ဆေးကြောပစ်တာပါ။ Float up နောက်တစ်ခါပြန်ပြောပြမယ်။ Float up အဓိပ္ပာယ်ကအပေါ်သို့ပေါ်တက်လာသည်လို့အဓိပ္ပာယ်ရပါတယ်။မုံလုံးလေးတွေရေပေါ်ပေါ်လာတယ်လို့မျိုးကော Tradition နောက်တစ်ခါပြန်ပြောပြမယ်။ Tradition အဓိပ္ပာယ်ကရိုးရာအစဉ်အလားလို့အဓိပ္ပာယ်ရပါတယ်။တင်းကြံဆိုတာမြန်မာနိုင်ငံရဲ့ချစ်စရာကောင်းတဲ့ရိုးရာအစဉ်အလားတစ်ခုကောတာမီမီတို့ကိုတင်းကြံတွန်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ဘ ഹു တုတော်တွေအများကြီးရစေချင်ပါတယ်ရှင်။